မင်္ဂလာပါမိတ်ဆွေတို့ဒီကနေ့ပြပေးမယ့်ခန်းလေးကတော့ယူဇနာဥယျာဉ်မျိုးတော်တကုံစိတ်ကဲမှာရှိတဲ့ပထမတက်အခန်းလေးပဲဗျဒီခန်းလေးကပြင်ဆင်ပြီးသားဖြစ်လို့ဘာမှထပ်ထိတ်စရာမလိုပဲလက်တင်လေးတက်နေလို့ရတယ်ပထမဆုံးမြင်ရတဲ့အဲခန်းကနေရိုက်တဲ့ view ကိုကြည့်မယ်ဆိုရင်ဈေးအသစ်ကြွေပြတစ်တွေပါဝင်မဲ့ဘောက်တံမန်ဆန်းရှိတွေပါဝင်ပြီးတော့ဒီဇိုင်းလေးနဲ့အလှဆင်ပေးထားတယ်ယူဇနာဥယျာဉ်မျိုးတော်အခန်းဖြစ်တဲ့ညီအခန်း၃ခန်းဖြစ်ဖွဲ့စည်းထားပြီးဖျားခန်းအတွင်းခန်းနောက်ဆုံးအခန်းကြီးအထိကြွေပြတွေအပြည့်ခင်းပေးထားတယ်ဈေးအသစ်တုပ်ပေးထားတယ်အဲခန်းနဲ့မီးဝကြောင်ကိုကျွန်တော်တို့စင်လေးတစ်ခုနဲ့ကန့်တက်ထားပြီးတော့မီးဝကြောင်ကလည်းတော်တော်လေးကိုမှလှပပြီးကြွေပြလေးတွေကပ်ပေးထားတယ်ဘေးစင်ကုန်းကလည်းအိမ်ရှိမတွေအတွက်စိတ်ကြိုက်ဖြစ်အောင်တေချာလေးပြုလုပ်ပေးထားပြီးတော့ဒီချိုးခန်းကိုလည်းအုတ်ကန်နဲ့အပေါ်ရေတိုင်ကြီးနဲ့ဖွဲ့စည်းပေးထားတယ်အိမ်သားကလည်းလူကြီးသူမတွေအတွက်အဆင်ပြေအောင်ပိုတိုင်လေးနဲ့တက်ဆင်ပေးထားပြီးအရှိမဒီခန်းလေးကပိုင်ရှင်ကိုမျှော်နေတဲ့အခန်းလေးတစ်ခန်းပဲဗျဒီခန်းလေးကယူဇနာဥယျာဉ်မျိုးတော်တကုံစိတ်ကံအင်ဂျင်လန်စီမှာရှိတဲ့ပထမတက်အခန်းလေးပဲဖြစ်ပြီးတော့ဒီခန်းလေးကိုဆက်သွယ်စုံစမ်းလို့လေးပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းလေးပဲဖြစ်ဖြစ်39408999 Fiber 3မော်ဖုန်းဆက်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကျွန်တော်ဟိန်းတက်အကျိုးဆောင်ပါဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ